စောင်းတော်ရောက်ပြီပဲလင်ကန်မင်းရှိတော့တဲ့ဒုတိယမြောက်ဆောင်းရသည်ပေါ့ပြေမနေနေကြနေတာမင်းမြင်သိပ်ပြုံပါပဲနော် ဟဲ့ထမ်းမြကြည်စံနေ့ကြာနေတာတိတ်လာတာပဲနောက်နေ့စားတရားဝင်လဲငါတို့ဒီနေရာလေးမှာအတူတူရှိနေကြမယ်လို့ကြည်ပင်နော် အေးငါကလေးပေးခဲ့ပါတယ်ဒါမဲ့မင်းကဘာလို့ထွက်သွားတာလဲဒီလွယ်စဲပေါ်ကလေးကမင်းအောင်ဆုံးလက်ဆောင်ပေးခဲ့တာလေခုဒီမင်းရဲ့အနေနဲ့ကြံနေတော့ပဲမင်းပြောသလိုပဲဒီနေရာလေးမှာငါစောင့်နေခဲ့တယ်ဒါမဲ့ငါပေးမှမင်းမရှိတော့တာဒီဆောင်းရည်ကိုပို့ပြီးအေးဆက်စီရကွာမင်းရောအဲ့ဒီမှာနေနေတွေ့တွေ့ရှိရလားဟောတခါလာဖြစ်အိမ်မက်ထဲမှာလာတွေ့ပြီပါဦးမင်းကိုတိတ်လွင်တာပဲလင်းခန့်ဟာ အခုလိုရင်ခုန်စရာအတန်ဇလန်းလေးတွေကိုအမြင်နှားဆင်ကျင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်လည်းစိတ်လှုပ်ရှားစရာဇလန်းကောင်းလေးတွေအများကြီးလာဖို့ရှိလို့စောင့်မျှော်ပေးကြပါအောင်ရှင်